အောင်မြင်ပေါ်ရောက်သွားတယ်ဆင်းရဲဒုက္ခမျိုးစုံကိုခံပြလိုက်တယ်အမျိုးစုံကိုဘယ်တိုင်းတာထိခံနိုင်ရှိတယ်လဲဆိုတာကိုသူခံပြီးတော့ကြက်ကြက်ကြောက်သွားတယ်ရလကဘာရှိတော့ဆိုဘာမှမရှိဘူးရလကဘာအကျိုးမှမရှိဘူးခန္ဓာကိုယ်ပင်မယုံတပည့်စကြမှာမြတ်စွာဘုရားဟောတာကြည့်ယောယံအတ္တယောစာယံအတ္တကိလေသာလူယောခောဒုက္ခောနာရိယောနထတဟိတောစကားသုံးလုံးနဲ့မြတ်စွာဘုရားတပ္ပအကျင့်လို့ဆိုတဲ့ဒုက္ခရစရိယအကျင့်ဟာတဲ့ဒုက္ခတိတ်ကိုခဲနဲ့တိတ်ကိုပင်မနဲ့တိတ်ကိုဆင်းရဲတယ်အဲ့ဒါလို့ဆင်းရဲလို့အကျိုးတစုံတရာရသလားလို့ဆိုအနတ္ထသဟိတတဲ့ကောင်းကျိုးကိုဖြစ်ပွားစေမှုလုံးဝမရှိဘူးလို့ပြောတယ်ကောင်းကျိုးချမ်းသာကိုဖြစ်စေမှုလုံးဝမရှိဘူးအနာရိယောမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေမလိုက်ဘူးတဲ့ဒီအကျင့်ကိုဒုက္ခအနာရိယောအနတ္ထသဟိတောကောင်းကျိုးချမ်းသာကိုလုံးဝမဖြစ်စေနိုင်တဲ့အကျင့်ဖြစ်တယ်လို့တိတိလင်းလင်းဓမ္မစကြာမှာရှေးခေတ်ကခေတ်စားခဲ့တဲ့အကျင့်နှမျိုးကိုမြတ်စွာဘုရားထုတ်ဖော်ဟောကြားတာအဲ့ဒီထဲမှာချမ်းသာဒုက္ခခံစားတဲ့ကာမဒုက္ခလိကနိယောဂအကျင့်ကတော့ majority လူများစုပျော်ပျော်နေသေးကဲဆိုပြီးတော့ပြောသလိုနေကြတဲ့အကျင့်ပဲအဲ့ဒါကတော့လူတိုင်းကျင့်နေကြတာနော်စိတ်ကိုလွတ်ထားပြီးတော့ပျော်ပျော်နေကြတယ်ကာမဂုဏ်အာယုန်တွေနောက်လိုက်ပြီးတော့နေကြတယ်အဲ့ဒါကာမဒုက္ခလိကနိယောဂအကျင့်အဲ့ဒါကိုဆန့်ကျင်ပြီးတော့ဒီလိုချမ်းသာဒုက္ခခံနေလို့ဘာအကျိုးမှရမှာမဟုတ်ဘူးဒုက္ခခံမှအကျိုးရမယ်အနာခံမှအသာဆန်ရမယ်ဆိုတဲ့အတွေးနဲ့အတ္တကိလေသာနိယောဂအကျင့်ကိုကျင့်တာအဲ့ဒီလမ်းကြောင်းကြီးနှစ်ခုစလုံးကိုမြတ်စွာဘုရားဟာပြောမယ်ဆိုလို့ရှိရင်လူဘဝမှာ16နှစ်သားအရွယ်အိမ်အောင်ကြပြီးတော့29နှစ်ထိအောင်နန်းတော်မှာနေခဲ့တာဒါကာမဒုက္ခလိကနိယောဂအကျင့်ပဲအဲ့ဒီကနေတောထွက်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့မင်းသားဘဝကစိန်ကြကြနေခဲ့သမျှတွေကိုအကုန်လုံးတွန်းလှန်ဖယ်ရှားပစ်ပြီးတော့ဆင်းရဲဒုက္ခဟုသမျှကိုရင်ဆိုင်ပြီးတော့ခံစားတယ်ဒုက္ခခံတယ်အဲ့ဒါကြတော့အတ္တကိလေသာနိယောဂလို့ခေါ်တယ်ဘာအတွက်ဒုက္ခခံကြည့်ပြီးတော့ကျင့်တယ်လဲဆိုရင်အဲ့ဒီခက်ရဲ့ယုံကြည်ချက်ကဘာတော့ဆိုလို့ရှိရင်ရှင်တဲ့ကိလေသာတရားဝါတွေကိုညှဉ်းညွှန်းစေတတ်တဲ့လောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကစင်ကြယ်သွားနိုင်တယ်ဆိုတဲ့အရည်အချက်နဲ့ယုံကြည်ချက်နဲ့လှုပ်တာလေအဲ့ဒီယုံကြည်ချက်နဲ့လှုပ်နေတာစင်ကြယ်ခြင်းနာသူကစင်ကြယ်တယ်ဆိုတာအကုသိုလ်တွေရှိနေတာကိုဆေးကြောပြစ်ချင်တော့ခဏခိဘာသာတရားတွေလည်းကြည့်ခဏခိဘာသာတရားလူဆိုတာမဟုတ်တာလှုပ်တာရှိတယ်လေမဟုတ်တာလှုပ်ပြီးတော့မဟုတ်တာဖြစ်မှကြတော့ကြောက်တယ်လူကကြောက်သည့်အတွက်ကြောင့်သူတို့ကနီလန်းရှာကြတယ်နီလန်းရှာတော့တချို့ကြတော့ဘုရားသခင်ရှေ့ဒူးထောက်ပြီးတော့ confession လုပ်လိုက်လို့ရှိရင်အကုသိုလ်တွေဆင်ကျဲသွားတယ်လို့ယုံကြည်တယ်တချို့ကဒါကြောင့်မို့လို့ confession လုပ်ပြီးတော့ဝန်ခံကြတယ်နောက်တချို့ကြတော့အိန္ဒိယနိုင်ငံမှာကြည့်ဆောင်းရသည်ကြတော့သတိထားပြီးတော့ကြည့်ကြသတင်းစာတွေတို့ဘာလို့သတင်းတွေဘာတွေသိကြကြည့်အေးဆုံးရသည်မှာခင်းကမြစ်ကိုလာပြီးတော့လူတန်းချီပြီးတော့ရေချိုးကြလိမ့်မယ်အမှန်တန်အေးပါတယ်ဆိုတဲ့ချိန်မှာဘာဖြစ်လို့ရေချိုးလဲတနှစ်တာကာလပတ်လုံးမကောင်းမှုဒုစရိုက်တွေလှုပ်ထားတာတွေကိုတန်းစင်ဆေးကြောခြင်းနဲ့ဒီရေလေးချိုးလိုက်လို့ရှိရင်မဟုတ်တာလှုပ်ထားတာတွေအကုန်ပြည့်ပြောက်သွားတယ်လို့ယုံကြည်တာနော်လူဆိုတာယုံကြည်ခြင်းနဲ့လှုပ်တာကြီးပဲအကုန်လုံးတကယ်ရောဖြစ်သလားဆိုတာဘယ်သူမှမစုံစမ်းဘူးစုံစမ်းတဲ့လူကဗဒ္ဓမနေတယ်
အဲ့ဒါဘာကြောင့်လို့ဆိုအဝိဇ္ဇာဆိုတဲ့အမောင်ကဖုံးထားတာလူတွေဟာမသိဘူးအမှန်မသိဘူးအမှန်မသိတော့ဘာပြောဟုတ်များဟုတ်မလားဆိုပြီးသူများလှုပ်သူတို့လိုက်လှုပ်တာပေါ့နော်အဲ့ဒါဥဒကသုတ်တိလို့ခေါ်တယ်ရှည်နဲ့တန့်စင်စေကြောခြင်းခန္ဓာကိုယ်မှာတင်းနေတဲ့အညစ်အကြေးကိုဆေးတာမဟုတ်ဘူးရှင်တဲ့နှလုံးနဲ့ရောက်တဲ့အကုသိုလ်တွေကိုဆေးဖို့ကြိုးစားတာတို့အခုလည်းပဲတပအကျင့်ဆိုတာအဲ့လိုပဲအကုသိုလ်တွေကလွတ်ပြီးတော့စင်ကြယ်မလားဆိုပြီးတော့ကျင့်ကြတာအဲ့ဒါကိုတပအကျင့်လို့ခေါ်တယ်ဒါသဘောပေါက်အောင်ပြောပြတာအကျင့်ချုပ်လေးနော်အဲ့တော့မြတ်စွာဘုရားရဲ့လောင်းတော်ဟာ29နှစ်မှာတောထွက်လိုက်တယ်တောထဲရောက်ပြီးတဲ့အခါမှာအိန္ဒိယနိုင်ငံမကရတိုင်းမှာခေတ်စားတဲ့အကျင့်တွေကိုကျင့်နေကြတဲ့ဆရာတွေစီသွားပြီးတော့ဒီအကျင့်တွေနဲ့ပတ်သက်ပြီးမေးမြန်းစူးစမ်းတယ်သင်ယူတယ်ပြီးတော့လိုက်နာကျင့်သုံးကျင့်တယ်အဲ့တော့ဤမျိုးအယူဝါဒအမျိုးကဟောပြောတဲ့ဤစနစ်တွေဇာတိနာယူထားပြီးတဲ့အခါမှာအတ္တကိလမထနုယောဂလို့ခေါ်တဲ့ခန္ဓာကိုယ်နှိပ်စက်ပြီးတော့ကျင့်တဲ့အကျင့်ကိုထိုခေတ်ကတန်ဖိုးထားကြတယ်လူတွေကလည်းအားပေးကြတယ်အားလုံးကလည်းဩဝါပေးကြတယ်ဘလောက်ထိအောင်ကျင့်နိုင်တယ်ကိုမလုံးနိုင်တာကိုလုပ်ပြရင်လူဆိုတာအံ့ဩတာပဲလေကိုမလုံးနိုင်တဲ့တာမန်လူတွေမလုံးနိုင်တာကိုလုပ်ပြရင်လူဆိုတာအံ့ဩတာပဲမချစ်တွေကြည့်ပါလားမလုံးနိုင်တာလုပ်ပြရင်လူကအထင်ကြီးတာအဲ့ဒါကြောင့်အတ္တကိလမထနုယောဂအကျင့်ထွတ်ထိပ်ရောက်ပြီးတော့အဲ့ဒီခေတ်မှာခေတ်စားအဲ့တော့ဘုရားလောင်းကလည်းတောထွက်လာတဲ့အခါမှာအဲ့ဒီကျင့်ကိုစမ်းကြည့်တယ်တရားတို့တရားမြတကယ်ရသလားဘုရားလောင်းဆိုတာသူကလက်တွေ့ကြတယ်လူတယောက်ပဲအပြောသမားမဟုတ်ဘူးလက်တွေ့လုပ်တာအများစုကတော့လူတွေကလက်တွေ့မလုပ်ဘူးအပြောသက်သက်နဲ့နေကြတာဖြစ်တယ်ပေါ့သူကတော့မဟုတ်ဘူးလက်တွေ့လုပ်မယ်သူတို့ပြောတာအပြောလောက်တယ်မဟုတ်ဘူးလက်တွေ့ဖြစ်လောက်တယ်စမ်းကြည့်မယ်ဆိုအဲ့တော့ပထမပါလောက်တော်လို့ဆိုတော့မဟာသစ္စကသုတ်တံမှာဖော်ပြထားတယ်ဘုရားလောင်းကျင့်ခဲ့တဲ့တပအကျင့်လေးကိုပြောပြမယ်နော်ပထမသူပါစံတတ်တုံလို့ဆိုရင်စိတ်ကိုစိတ်နဲ့ဖိနှိပ်ပြီးတော့အန်ချိတ်ပြီးမကောင်းတဲ့စိတ်တွေကိုကိုယ်ရင်ထဲကနေထုတ်ဖို့ကြိုးစားခဲ့တယ်စိတ်ကိုစိတ်နဲ့ဖိနှိပ်ပြီးတော့အတင်းအကျပ်မပေါ်အောင်ကြိုးစားခဲ့တယ်အဲ့ဒီမှာလဲတော်တော်ဆက်ဆက်ရဲပြမေပါမှဖြစ်ခဲ့တယ်ပေါ့နောက်တစ်ခုကဘာလို့တုံးဆိုလူဆိုတာအသက်ရှူပြီးတော့မှရှူသွင်းလိုက်ရတဲ့လေနဲ့အောက်ဆီဂျင်ထဲမှာအသက်ရှင်နိုင်တာအဲ့ဒါကိုအသက်ရှူရက်တဲ့အကျင့်မျိုးကိုသူကျင့်မယ်ဆိုပြီးတော့စမ်းကြည့်တာအသက်မရှူပဲနေရင်ဘာဖြစ်မလဲမကောင်းတဲ့စိတ်တွေကိုအသက်ရှူရက်ပြီးတော့ဖယ်ရှားမယ်ဆိုတဲ့အနေအထားမျိုးနဲ့အသက်ရှူကိုသူစတင်ချုပ်တီးကြည့်တယ်ချုပ်တီးလိုက်တဲ့အခါလေတွေကချုပ်တီးလိုက်တဲ့အခါမှာရှူထားတဲ့အသက်ရှူလိုက်တဲ့လေတွေကနားပေါက်ကနေပြီးတော့တိုးထွက်လာတဲ့အခါမှာနားထဲမှာဆူညံတဲ့အတန်တွေကြားလာရတယ်။အဲ့ဒါမှပင်မဆင်းရဲစွာအဲ့ဒါကိုစမ်းတတ်တယ်။ဒုက္ခတွေကြီးကျယ်ရောက်တယ်။အဲ့ဒီကနေပြီးဆက်လုံးအောင်မဲ့ဆိုလှုပ်တယ်။လှုပ်တဲ့အခါကျတော့ခေါင်းကိုတူနဲ့ထုသလိုလေတွေကိုချုပ်တဲ့အခါကျတော့ခေါင်းကြီးကတခါတည်းတူနဲ့ထုနေတယ်လို့ခေါင်းခဲတဲ့ယောဂဖြစ်လာတယ်။အဲ့ဒါကိုလည်းနောက်ဆုတ်မသွားဘူးဆက်ပြီးတော့ကျင့်တယ်ဆက်ကျင့်တဲ့အခါမှာဒီကိုယ်လုံးဟာမိဘုံနာကတ်ထားသလိုပူလောင်ပြီးတော့လာတယ်ချွေးပြိုက်ကြလာတယ်
အဲ့ဒီအချိန်မှလည်းပဲမရက်သေးပဲနဲ့ဆက်ပြီးတော့လှုပ်တယ်ဘိုက်ထဲမှာလေတွေကလဲပြီးတော့ဘိုက်ကိုဖောက်ထွက်မတတ်ဘိုက်နာတဲ့ယောဂဖြစ်ပေါ်လာတယ်အဲ့ဒီအချိန်မှလည်းပဲမရက်ဘူးဆက်ပြီးတော့လှုပ်တယ်အဲ့လိုစမ်းသပ်ခဲ့တာဒါအပ္ပနကစံလို့ခေါ်တယ်အသက်မရှိဘဲနဲ့ကျင့်တဲ့အကျင့်တစ်ခုစမ်းသပ်ပြီးတော့ကျင့်ကြည့်တယ်အဲ့ဒါတွေကိုတပတ်အကျင့်လို့ခေါ်တာပဲနောက်အဲ့လိုလုပ်တဲ့အခါမှာအထွတ်ထိပ်ရောက်သွားပြီးတော့တကူလုံးဟာပူပြီးတော့ဆင်းရဲဒုက္ခရောက်သွားတဲ့အချိန်မှာနောက်ထပ်ဆင်းရဲတဲ့ပြမန်းခက်ခဲတဲ့အလုပ်တစ်ခုကိုသူစမ်းတယ်မလုပ်နဲ့ဆိုရင်အစာကိုလုံးဝဖြတ်ပြီးတော့ကျင့်မယ်လို့ကြိုးစားတယ်ဒါပေမဲ့လို့နားထဲမှာကြားတာအစာကိုလုံးဝမဖြတ်ပါနဲ့ဆိုတဲ့အတန်ကြားတယ်ဖြတ်လိုက်ရင်လည်းငွေညင်းပေါက်တွေကနေပြီးတော့အစာဩဇာတွေလူခန္ဓာကိုယ်ဆိုတာပါးစပ်ကဝယ်မှမဟုတ်ဘူးခန္ဓာကိုယ်သုတ်လိမ့်ပြီးလို့ရှိရင်လည်းပဲအဲ့ဒီခန္ဓာကိုယ်ရဲ့အရေးပြားတွေတဲကနေစိတ်ဝင်သွားပြီးတော့အသက်ရှင်နိုင်သေးတယ်လို့ဆိုတယ်ဒါလည်းဟုတ်ပုံရတယ်ဖေဝိသရမင်းကြီးကိုထောင်ထဲထည့်ပြီးတော့အဇာတတကထောင်ထဲထားပြီးတော့ထားတဲ့အချိန်မှာသူ့ရဲ့မဲတော်ဝေရိဟိမိဗျာကဒီအဝတ်ကလေးနဲ့ထုတ်ပြီးတော့အစာခိုးပြီးတော့ကျွေးတာစာခိုးပြီးတော့ကျွေးတယ်အဲ့ဒါနဲ့သက်ရှင်နောက်ဇာတတသိသွားတဲ့အခါကျသူ့မဲတော်ကိုအဲ့ဒါအဝတ်နဲ့မဝင်ခိုင်းတော့ရှူသွားလို့မရတော့ဘာမှယူလို့မရတဲ့အခါကျတော့မိဖုရားကြီးကဘာလုပ်တော့ဆိုရင်သူကိုယ်သူရေမိုးချိုးတန့်စင်ပြီးတော့မှတကူလုံးကိုစတုပ္ပရုတွေတုတ်သွားတယ်နော်အစာယူလို့မရတဲ့အခါခန္ဓာကိုယ်ဟာစတုပ္ပရုလို့ခေါ်တယ်ဒီထောပတ်တို့ပြားတို့တကားတို့ဆိုတဲ့ဟာတွေ ਨੇ အချိုရည်တွေတုတ်ပြီးတော့အဝတ်ကလေးခြုံပြီးတော့ဝင်သွားတယ်ဟိုရောက်တဲ့အခါကျတော့ပေဝိသရမင်းကြီးကိုကျွေးတဲ့အခါမှာပေဝိသရမင်းကြီးကရှာနဲ့ရဲရတယ်အစာငတ်နေပြီလေဒုက္ခနာကိုမှတုတ်လိမ့်ထားတဲ့စတုပ္ပရုလို့ခေါ်တဲ့ပြားသက်ကအချိုလေးတွေကိုရှာနဲ့ရက်ပြီးအဲ့ဒါလေးနဲ့အသက်ရှင်နေပြန်နော်အဲ့တော့ဒီလိုလေအသက်ရှင်နိုင်တဲ့အနေအထားမျိုးရှိတာပေါ့နော်နောက်ဆုံးကြတော့ပေဝိသရမင်းကြီးကိုလမ်းလျှောက်ပြီးတော့ပီတိနဲ့နေတာကိုမနေရအောင်ခြိပွားကိုဓာတ်နဲ့ခွဲလိုက်တဲ့အခါမှာကြတော့ယောဂဝေဒနာနဲ့ခံစားရပြီးတော့နဲ့အဆန်သွားတယ်ဆိုပါစို့နော်အဲ့တော့အစာဖြတ်ပြီးတော့လုပ်တယ်အဲ့တော့မြတ်စွာဘုရားအလောင်းကလည်းအစာဖြတ်မလို့ကြိုးစားတဲ့အခါမှာနတ်တွေကနေပြီးတော့မွေးညင်းပေါက်ကအစာသွင်းပေးမယ်လို့သူပြောတာအဲ့ဒါနဲ့လုံးဝတော့မဖြတ်ဘူးဒါပေမဲ့အမှန်တမ်းမှနဲတဲ့အတိုင်းတာလေးစားတယ်ဥမာမဲ့ပဲအီလေးဒီတရက်စာနှစ်ရက်စာလေးပေါ့ရှာလေးနဲ့ဆိုလိုတာတော့ရေပေါက်ကလေးတစ်ပေါက်စာလောက်ပေါ့အဲ့လောက်လေးကနေစားပြီးတော့အစာကိုရှော့ချလိုက်တဲ့အခါနောက်ဆုံးမှာပိန်ချောက်သွားပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အမွှေးတွေတောင်းလက်နဲ့ကင်လိုက်ကျွတ်သွားတဲ့အတိုင်းတာထီအောင်ကျမကြီးအချိုးရောသွားတယ်ဒုက္ခရစရိယာရုပ်ပုံကြီးကိုကြည့်ဘူးကြလိမ့်မယ်အကျော်ပြိုင်ပြိုင်ထပြီးတော့စာထဲမှာဆိုတာဘိုက်ကိုကင်လိုက်ရင်ကြောရိုးကိုထိတယ်တဲ့ဘာလို့ဆိုကြောရိုးနဲ့ဘိုက်နဲ့ကတ်သွားတယ်အဲ့လောက်ထိအောင်ပြမဆင်းရတဲ့အကျင့်တွေကိုကျင့်လိုက်တာနောက်ဆုံးကြတော့သူကသူစဉ်းစားတယ်ပေါ့ငါကျင့်တာထွက်ထရောက်သွားပြီဘာပြအကျိုးကျေးဇူးရလဲဘယ်လိုအသိဉာဏ်တွေများတိုးတက်လာတော့လို့ဆိုဘာအသိဉာဏ်မှမတိုးတက်ဘူးမတိုးတက်တဲ့အခါမှာခေါင်းထဲမှာစဉ်းစားလာတယ်သိရအညွှန်းမဲ့ခေါ်ပေါ်တာရငါသိခြင်းနဲ့အသိဉာဏ်ရဖို့ရအတွက်ကတခြားနိလန်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါနဲ့တော့မဖြစ်တော့တော့ဘူးဆိုပြီးတော့စွန့်ပယ်လိုက်တာဒုက္ခရစရိယာအတ္တကိလေသာလူယောကအကျင့်ကိုဖယ်လိုက်တာဖယ်လိုက်ပြီးတော့
သမထကျင့်စဉ်တစ်ခုကိုအာနာပါနစနဲ့ကျင့်အဲ့ကြတော့မှနောက်ဆုံးကြတော့ဘုရားဖြစ်တဲ့ရောက်သွားတယ်ပေါ့နော်လမ်းမှန်တွေ့သွားတယ်